ကျွန်တော်ဒီနေ့မိတ်ဆွေတို့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Messenger account မှာကိုနဲ့အဆင်မပြေတဲ့သူဒါမှမဟုတ်ကိုစကားမပြောချင်တဲ့သူပေါ့နော်သူ့ဘက်ကနေပြီးတော့စာပို့လို့မရအောင်ပိတ်ထားတဲ့နည်းလေးကိုကျွန်တော်ကဒီနေ့မျှဝေမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ IDK Let's ကနေကြိုဆိုပါရစေနေပညာနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ဗဟုသုတတွေကိုလွယ်လွယ်နဲ့နားလည်အောင်ဖော်ပြပေးနေပါတယ်အသစ်ထွက်တဲ့ app တွေအသုံးတဲ့နည်းလမ်းတွေကိုတစ်ခုချင်းစီသုံးပြပြောပြပေးမှာပါပံ့ပိုးမှုအတွက်စိတ်တိုင်းကြ channel လေးကိုဝင်ကြည့်ပေးကြဖို့တောင်းဆိုပါတယ်ဆက်လိုက်ကြရအောင်ကဲအဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ရဲ့ Messenger ရှိတဲ့ Messenger account ရှိတဲ့ Messenger တွေကိုသွားလိုက်ပါတော့အခုဆိုကျွန်တော်က Messenger လေးရောက်သွားပြီ Messenger ရောက်ခါကျရင်ကျွန်တော်တို့ကအခုဒီမှာကျွန်တော်တို့နဲ့ friend ဖြစ်နေတဲ့သူတွေကိုကျွန်တော်တို့မှာအကုန်လုံးမြင်နေရမယ်မြင်နေရတဲ့အခါမှာမိတ်ဆွေအနေနဲ့ကဘသူ့ကိုစကားမပြောချင်တော့ဘူးလေသူ့ဘက်ကနေပြီးစာပို့တာကိုမပို့သေးချင်ဘူးလေအဲ့တော့မပို့သေးချင်တဲ့သူကိုကျွန်တော်တို့ကအရင်ဆုံးရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုတစ်ချက်လောက်ကြည့်အောင်ကျွန်တော်တို့ကဒီ Messenger account မှာကျွန်တော်တို့နဲ့စကားမပြောချင်တဲ့ကျွန်တော်တို့စကားမပြောချင်တဲ့သူကိုသူ့ဘက်ကလည်းစာပို့လို့မရအောင်လုပ်ဖို့အတွက်ဆိုရင်နည်းက2နည်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပထမတစ်နည်းကတော့ block ထားတဲ့နည်းပါ Messenger မှာကျွန်တော်တို့ block လိုက်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီလူနဲ့ကပြဿနာကြီးကြီးဖြစ်ထားတာမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်ကစကားမပြောချင်လို့ဖြစ်တဲ့အကြောင်းမလို့သူ့ကိုစာပို့လို့မရအောင်သူ့ဘက်ကစာပို့လို့မရအောင်ကျွန်တော်တို့စီကိုစာမဝင်အောင်လုပ်ထားမှဖြစ်တဲ့အကြောင်းမို့ block လိုက်လို့ရှိရင်လည်းနောက်နေ့မှာကိုကအလုံးမှာသူနဲ့တွေ့ရမှာမျိုးသူနဲ့ပြန်ပြီးတော့စုံမဲ့လူမျိုးဖြစ်နေရင်အားနာတရားကောင်းတာမျိုးအရန်ကို block ထားရဲဆိုတာလည်းသူ့ဘက်မှာလည်းပေါ်ရတဲ့ကြောင့်မို့အရန်တိတာသွားတဲ့ကြောင့်မလို့အားနာရတာမျိုးတွေလည်းကျွန်တော်ကဖြစ်မယ်အဲ့လိုမျိုးလည်းမဖြစ်သေးချင်ဘူး block ထားတာမျိုးလည်းမဟုတ်ဘူးကိုကိုသူစာပို့လို့မရအောင်လုပ်ထားတာဆိုတာကိုလည်းသူ့အနေနဲ့မသိရအောင်ကျွန်တော်လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနည်းလေးကတော့ block ထားတာနဲ့မတူပါဘူး block ထားတာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ဒီနည်းလေးကိုဘယ်လိုလုပ်မလဲဆိုတာလည်းကျွန်တော်တို့လိုက်ပြီးတော့တခြားလေးကြည့်ပေးပါအဲ့ပုံမှန်နေကျွန်တော်တခုလုပ်ပြပါမယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီ account ပိုင်ရှင်ပေါ့နော်ဒီ account ပိုင်ရှင်ကိုကျွန်တော်အနေနဲ့ကသူ့ဘက်ကစာပို့လို့မရအောင်ကျွန်တော်ကလုပ်ရှင်တဲ့ကြောင့်မလို့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်သူ့ရဲ့အဲ့ဒီစာပို့ထားတဲ့ချက်ပေါက်နေရာလေးကိုကျွန်တော်တစ်ချက်လောက်ဖိပြီးတော့နှိပ်ထားပေးလိုက်ပါအဲ့လိုဖိပြီးနှိပ်ထားတဲ့အခါကျရင်ကျွန်တော်ဟာဒီမှာကျွန်တော်တို့စာကြောင်းလေးအများကြီးပေါ်လာပြီပေါ့နော်စာကြောင်းလေးအများကြီးပေါ်လာပြီစာကြောင်းလေးအများကြီးပေါ်လာတဲ့အခါကျရင်ကျွန်တော်ကဘယ်နေရာကိုရွေးပေးရမလဲဆိုရင်ဟာဒီမှာအောက်ဆုံးမှာတော့ block ဆိုတာရှိတယ်ပေါ့နော်အဲ့ block ကိုတော့ကျွန်တော်လုပ်ရမလို့ block လုပ်လို့ရှိရင်သူ့ဘက်ကရန်ကိုတည်တာပါမယ်သူ့ရှိမှလည်းကျွန်တော်တို့ဘက်ကစကားမပြောချင်လို့ block လိုက်တယ်ဆိုတာကကျွန်တော်သွားပြီးတော့ပေါ်နေရပေါ့နော်ပေါ်နေတဲ့အခါကျတော့လေကျွန်တော်အနေနဲ့အဲ့လိုမျိုးလည်းဖြစ်စေချင်ဘူး block လည်း block ချင်ဘူးမ block ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကသူ့ဘက်ကတည်တဲ့စာပို့လို့မရအောင်ကျွန်တော်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာကိုနှိပ်ရမလဲဆိုရင်အဲ့ဒီက block ရဲ့ပေါ်က restrict ဆိုတဲ့စာကြောင်းလေးပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပေးရပါမယ်ကျွန်တော်အဲ့နေရာကိုတစ်ချက်လောက်နှိပ်ကြည့်လိုက်အောင်အဲ့နှိပ်ပြီးသွားတဲ့အခါကျရင်အခု reset လုပ်ထားရတော့ကြောင့်မလို့သူကအခုကျွန်တော်တို့စီမှာကျွန်တော်ရဲ့ချက်ပေါက်မှာသူနဲ့ခဏစကားပြောထားတာမရှိတော့ပါဘူးပျောက်သွားပြီပေါ့နော်အဲ့လိုပျောက်သွားပြီဆိုရင်သူ့ဘက်ကလည်းကျွန်တော်တို့ကိုလှမ်းပြီးတော့စာပို့လို့ရမှာမဟုတ်တော့ဘူးသူပို့တဲ့စာလည်းကျွန်တော်စီမှာမဟုတ်တော့ဘူးပေါ့နော်ဒါကျွန်တော်လုံးဝ block ထားတဲ့နည်းမဟုတ်ပါဘူးပြန်ပြီးတော့သူ့ကိုဖြုတ်ချင်ရင်လည်းသူစာပို့လို့ရအောင်ကျွန်တော်ပြန်ဖြုတ်ပေးလို့ရပါတယ်သူ့ဘက်မှာလည်းကျွန်တော် block ထားတာမျိုးအဲ့လိုပေါ်မှာမဟုတ်ပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့စာပို့တာကိုလိုချင်တယ်သူစာပို့တာကိုလည်းကျွန်တော်ကပြန်ရောက်စေချင်တယ်ကျွန်တော်အနေနဲ့သူ့ကိုစာပို့ဖို့တဲ့ကိုပြန်တွေ့ကျင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ပြပေးပါမယ်အဲ့ဒါကတော့ဘယ်နေရာကိုသွားရမလဲဆိုရင်အဲ့ဒီမှာသူ့ကိုကျွန်တော်ပြန်ဖြုတ်ဖို့တယ်သူကျွန်တော်တို့ရဲ့ဒီချက်ပေါက်မှာသူနဲ့စကားပြောထားတာမရှိတော့ဘူးเนาะမရှိတဲ့ကြောင့်ကျွန်တော်တို့မှသွားရှာမလဲဆိုရင်ခုနကကျွန်တော်လုပ်ထားတဲ့ restrict ကိုပြန်ဖြုတ်ဖို့အတွက်ဆိုရင်အဲ့ဒီကျွန်တော်တို့ရဲ့ Messenger ရဲ့ဘယ်ဘက်ထောက်မှာရှိတဲ့ menu bar လေး3ခုရှိတဲ့နေရာလေးကိုချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကဘယ်လိုပုံစံတွေ့ရမလဲဆိုရင်ဒီလိုမျိုး Messenger ရဲ့ setting ပုံစံကိုတွေ့ရမှာပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီမှာ Messenger account က3-4ခုရှိနေတဲ့အတွက်ကြောင့်မလို့ဒီမှာပေါ့နော်3-4ခုရှိတဲ့အတွက်ကြောင့်မလို့ဒီလိုပုံစံမျိုးကျွန်တော်ပေါ်နေရပါနော်အကောင့်က3-4ခုရှိနေတယ်တဲ့ကြောင့်မို့ကျွန်တော်ကအဲ့လိုပုံစံပေါ်နေရပါအဲ့ဒါကြောင့်မို့ကျွန်တော်ကမိတ်ဆွေတို့နေကတော့ဒီမှာ Messenger ထဲမှာအကောင့်ကတစ်ခုပဲသုံးထားတာဆိုရင်ဒါမှမဟုတ်မဟုတ်ပါဘူး setting ကိုတန်းပြီးရောက်မှာပေါ့နော် setting တွေကိုတန်းပြီးရောက်သွားမှာကျွန်တော်အနေနဲ့ကတော့ setting တွေကိုဝင်မှုတကဟိုက်နေရလေးပေါ့နော်ဆက်သွားပုံစံလေးကိုကျွန်တော်တစ်ချက်တော့နှိပ်ပြီးဝင်လိုက်မယ်ဝင်လိုက်ပြီးတဲ့ခါကျကျွန်တော်တို့အပေါ်နဲ့လေးဆွဲတင်ကြည့်လိုက်မယ်နော်ဆွဲတင်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဘယ်မှာသွားရှာမလဲကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်ဗျအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကသူ့ကိုခုနကကျွန်တော်တို့ block ထားတဲ့လူကိုကျွန်တော်ကရှာဖို့လိုပါပြီရှာဖို့လိုတဲ့ကြောင့်မို့ကျွန်တော်တို့သူ့ကိုဘယ်မှာသွားရှာမလဲဆိုတော့ကျွန်တော်ချက်ပြရပါမယ်တခြားကြည့်ပေးကျွန်တော်ကအခုသူ့ကိုကျွန်တော်တို့ခုန block ထားတဲ့လူကိုကျွန်တော်ပြန်ရှာဖို့အတွက်ဆိုရင်ကျွန်တော်အခု setting နဲ့ရောက်လာတဲ့ခါကျရင်ကျွန်တော်တို့ကရှာဖို့အတွက်နေရာတဲ့နေရာကျွန်တော်ဝင်ပေးရမယ်အဲ့ဒါဘယ်နေရာလဲဆိုရင်အခုဘောကနေအောကနေပြီးတော့အောက်ကနေပေါ်ကျွန်တော်ဆွဲတင်လိုက်မယ်ဆွဲတင်လိုက်ခါကျရင်ဘယ်လိုရောက်လာပြီလဲဆိုရင်ဒီမှာစာကြောင်းလေးအများကြီးထဲမှာလူပုံစံနဲ့ပေါ့နော် accessibility ဆွဲနေရာလေးရှိတယ်အဲ့ဒီကောင်ရဲ့အောက်မှာဒီမှာ privacy and safety ဆွဲနေရာလေးရှိရပေါ့နော်ကျွန်တော်တို့ဝင်ပေးရမယ့်နေရာလေးက privacy and safety ဆွဲနေရာလေးပေါ့နော်ဒီစာကြောင်းလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါဗျဝင်ပေးလိုက်တဲ့ခါကျကျွန်တော်က privacy and safety ဆိုပြီးရောက်သွားပြီရောက်သွားတဲ့ခါကျအဲ့ဒီနေရာမှာကျွန်တော်တို့ block ထားတဲ့လူတွေဆိုရင်လည်းအဲ့ဒီမှာကျွန်တော်တို့ရှိပါတယ် block account ဆိုရှိမယ်ကျွန်တော်ခုနက restricted account ဆိုပြီးတော့ကျွန်တော်တို့စာပို့လို့မရအောင် block ထားတာလည်းမဟုတ်ဘူးဒါပေမဲ့သူ့ဘက်မှာလည်းစာပို့လို့မရအောင်လုပ်ထားတဲ့သူတွေရဲ့ account list တွေကဒီ
ဒီနေရာလေးမှာရှိပါတယ်နော် restricted account ဆိုတဲ့နေရာလေးမှာအဲ့ဒီနေရာလေးကျွန်တော်တို့တစ်ချက်လောက်နှိပ်ပြီးတော့ဝင်မရမှာဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်တို့ restricted account ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပြီးတော့ဝင်ကြည့်လိုက်အောင်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဟာဒီမှာကျွန်တော်ခုနက restrict လုပ်ထားတဲ့ account ပိုင်ရှင်ကဟာဒီနေရာမှာရှိနေတာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာရှိနေတဲ့ကြောင့်မလို့သူ့ကိုကျွန်တော် restrict လုပ်ထားတဲ့အချိန်မှာသူကကျွန်တော်ကိုစာပို့လို့ချင်းလဲကျွန်တော်ရှိကိုသူပို့တဲ့စာရောက်မှာမဟုတ်ပါဘူးသူဘာပဲပို့ပေါ့နော်ကျွန်တော် account ထဲကိုရောက်မှာမဟုတ်ပါဘူးကျွန်တော်အနေနဲ့သူ့ပို့အတွက်ဆိုရင်လဲချက်ပေါက်မှာမရှိတဲ့အကြောင်းကျွန်တော်ပို့ချင်းလဲပို့လို့မရပါဘူးကျွန်တော်တို့အနေနဲ့ကသူ့ကိုဒါပြန်ပြီးတော့သူစာပို့တာတွေဓာတ်ပုံတွေပို့တာတွေပေါ့နော်သူဘာပဲပို့စီကိုပြန်အကောင့်ကိုယ့်အကောင့်ထဲကိုပြန်ပြီးတော့လဲရောက်စေခြင်းနဲ့ကိုယ်ကိုယ်တိုင်လည်းသူ့ကိုစာပို့ခြင်းနဲ့ဆိုရင်တော့သူ့ကိုပြန်ဖြုတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ setting နဲ့က restricted account ဆိုတဲ့နေရာလေးကိုလာပြီးတော့ကျွန်တော်တို့ကဖြုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ account နေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ကြည့်လိုက်ပါမယ်အဲ့လိုနှိပ်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ပထမသူနဲ့သူပြောထားတဲ့စကားတွေရှိတဲ့ချက်ပေါက်နေရာကိုပြန်သွားပါပြီရောက်သွားတဲ့ခါကျရင်ကျွန်တော်အနေနဲ့ကဘယ်နေရာနှိပ်ပေးရမလဲဆိုရင်ဟာဒီအောက်က unrestricted ဆိုတဲ့နေရာလေးပေါ့နော် unrestricted ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပေးလိုက်ပါပြန်ခဏလေးစောင့်ပေးလိုက်ပါဟောအဲ့ဒါဆိုရင်တော့ကျွန်တော်တို့စာပို့လို့မရအောင်လုပ်ထားတဲ့ account ပိုင်ရှင်နဲ့အဲ account ကပြန်ပြီးတော့သူ့ဘက်ကစာပို့လို့လည်းရပါပြီကျွန်တော်တို့ဘက်ကပို့မယ်ဆိုလည်းပို့လို့ရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်လောက်အပြင်ကိုပြန်ပြီးတော့ buggy နဲ့ဆက်ပြီးတော့ပြန်ဆုပ်ပြီးကြည့်အောင်ဒီမှာဆိုလည်းသူ့ account မရှိတော့ဘူးချက်သွားလိုက်မယ်ကျွန်တော်တို့ပတ်လိုက်မယ်ဟောအဲ့ဒါဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ restrict လုပ်ထားတဲ့ account ပိုင်ရှင်ကကျွန်တော်ချက်ပေါက်မှာပြန်ပေါ်လာပြီဆိုရင်သူ့အနေနဲ့ကျွန်တော်တို့စာပို့ခြင်းနဲ့ဆိုလဲပို့လို့ကျွန်တော်ဒီပို့တဲ့စာကျွန်တော်ဒီသူစာပို့လို့ရမယ်ဘာပဲပို့ကျွန်တော်ဒီဝင်လာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့သူ့ကိုပြန်ပို့မယ်ဆိုလဲပို့လို့ရပြီပဲဖြစ်ပါတယ်ဒီနေ့လေးကတော့ကျွန်တော်တို့ Messenger မှာကိုနဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ်ကိုစကားမပြောချင်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးလူတရားကိုပေါ့နော်ကျွန်တော်တို့ကသူနဲ့ကလည်း friend လည်းဖြစ်နေတယ်သူ့ကို block လို့ရှိရင်လည်းအရန်ကိုရုပ်ဆိုးပြီးတော့ဟိုတိတာသွားမယ်ပေါ့နော်သူ့ဘက်ကလည်း block လိုက်တဲ့ဆိုတာကိုပေါ်တဲ့အတွက်ကြောင့်မလို့တိတာသွားမယ်အဲ့လိုမျိုးလည်းမလုပ်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကသူ့ဘက်ကစာပို့လို့လည်းမရအောင် block ထားရလည်းမဟုတ်တဲ့နည်းလေးကိုကျွန်တော်ကဒီနေ့မျှဝေပေးရတာဖြစ်ပါတယ်